ပေါ်ဆွဲလဲတဲသီးကြောက်အောက်ဆွဲလဲတဲသီးကြောက်နဲ့ဒီတဲသီးကြောက်ကတဲသီးဆိုလို့ရောတကယ်စားကောင်းရလားဒါမှမဟုတ်ဘလို့ရတာရှိလဲဆိုတာဒီနေ့စမ်းစားကြည့်ပါမယ် Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Furi သားချက်ပါဒီနေ့မှာတော့ line ပေါ်မှာအရန်နာမည်ကြီးနေတဲ့တဲသီးကြောက်ကလေးကိုစမ်းစားကြည့်ပါမယ်သူ့ရဲ့အိဆက်မှုကလေငပြောအဆိုကြော်ကြော်ထားတာနဲ့ဆင်တူပါတယ်စီပါတာနဲ့မပါတာပဲကွာတာပါအနံ့လေးကလည်းလေအရန်ပြင်းနေတာမျိုးမဟုတ်ဘဲနဲ့တဲသီးအဆိုအနံ့နည်းနည်းလေးတော့ရပါတယ်ပထမဆုံးဝါလိုက်ရတဲ့တကိုက်မှာတင်နှုတ်ပေါမုတ်ကလေးကိုစားရတယ်လို့နူးညံ့အိဆက်နေပြီးတော့အချိုရတာလည်းအရန်ကြီးကဲမနေပါဘူးကျွတ်ကျွတ်နဲ့ဝါရတဲ့တဲသီးဆိုကိုကြိုက်တဲ့သူတွေကတော့ဒီတဲသီးချောက်ကိုမကြိုက်နိုင်ပါဘူးဒါပေမဲ့ဒီတဲသီးချောက်ကလေးကလည်းအီအီလေးနဲ့တမျိုးလေးစားလို့ကောင်းပါတယ်ပြီးတော့ကျွန်တော်မှာလိုက်တဲ့ဆိုင်ကဈေးတော်တော်တက်တာတဲ့ထဲကိုပါပါတယ်လေးလုံးမှ1000ပဲပေးရပြီးတော့တစ်လုံးကို2500ပဲကျပါတယ်ဒါလေးကတော့ဆိုင်ကနေလက်ဆောင်ထည့်ပေးလိုက်တဲ့ချင်းစော်ကားသီးချောက်ကလေးပါသူကလည်းလေသူ့နာမည်လေးအတိုင်းပဲချင်းတဲ့အရသာလေးနည်းနည်းပါပြီးတော့အီအီတောင်းတောင်းလေးနဲ့တမျိုးလေးစားလို့ကောင်းပါတယ်တဲသီးချောက်ကိုရောကြိုက်လားနောက်ဗီဒီယိုဒီမှာပြန်တွေ့မယ်တတ်တာ